ဂျင်းနီတကောင်ဟာခြေတလုံးမွေးထူထူနဲ့မိဖုရားတစ်ပါးကိုအယူမှုချစ်မိသွားပြီးသူမရဲ့အတုံးတော်ခံဖြစ်ခံယူကညစဉ်ညတိုင်းအနားမှာကစားခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့ဝေးလံတဲ့အရက်ကနေရှောလာမုံမင်းကြီးရောက်ရှိလာခဲ့ပါတယ်။ရှောလာမုံမင်းကြီးဟာဆွဲဆောင်မှုရှိတဲ့ဒေသတစ်ချက်နဲ့တင်မိဖုရားရဲ့နှလုံးသားကိုဖန်ဆာသွားနိုင်ခဲ့ပြီးမကြခင်မှာပဲသူတို့နှစ်ဦးလက်ထပ်ဖို့ပြင်ဆင်ကြပါတယ်။ဂျင်းနီကတော့မိဖုရားအပေါ်အချစ်မပြတ်ပဲရှိနေသေးပါ။ဒါကိုဖြည့်ရှင်းဖို့အတွက်ရှောလာမုံမင်းကြီးကဂျင်းနီကိုပလင်းထဲမှာပိတ်လောင်လိုက်ပြီးဒီပလင်းကိုဖွင့်တဲ့သူရဲ့ဆန္ဒသုံးခုကိုမဖြည့်ဆည်းပေးနိုင်တဲ့ထာဝရအချင်းကြနေပါစေဆိုတဲ့ကျင်းစာတိုက်လိုက်ပါတယ်။ပြီးနောက်လေးယုံငှက်တကောင်ကိုပလင်းတဲခိုင်းပြီးသမုတ်တရားအလဲကိုပြစ်ချခိုင်းလိုက်ပါတယ်။နှစ်ပေါင်း2000ကျော်ကြာပြီးနောက်မှာတော့တထေးတဦးရဲ့အိမ်ပေါ်မလေးဟာလက်လက်ဆက်ဆက်ဖမ်းမိလာတဲ့ငါးတွေကိုစီကြောရင်းငါးတကောင်ရဲ့ပိုက်ထဲကနေကြေးဦးတစ်လုံးကိုမတော်တဆတွေ့ရှိသွားပါတယ်။တထေးကဒါဟာထူးခြားတဲ့အရာတစ်ခုလို့ယူဆပြီးသူ့အချစ်ဆုံးကိုလုတ်တော်လေးကိုလက်ဆောင်ပေးလိုက်ပါတယ်။ထိုမိန်းကလေးကအိုးကိုစစ်ဆေးကြည့်ရင်းစုတံကိုမတော်တဆဖွင့်မိသွားတဲ့အခါပိတ်လောင်ခံထားရတဲ့ဂျင်းနီထွက်လာပြီးသူမရဲ့ဆန္ဒသုံးခုကိုဖြည့်ဆည်းပေးနိုင်ကြောင်းသိလိုက်ရပါတယ်။ဒါပေမဲ့မိန်းကလေးကတော့အရင်မလိုခဲ့ပါဘူး။သူမကဂျင်းနီကိုသူမတီထွင်ထားတဲ့အရာတွေကိုလိုက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်။ထိုခေတ်အခါကအထူးသဖြင့်အမျိုးသမီးတစ်ယောက်တီထွင်ထားတဲ့ဒီလိုထူးခြားတဲ့အရာတွေကိုတရှိခွင့်မပြုခဲ့ကြပါဘူး။ဒါပေမဲ့မိန်းကလေးရဲ့ရင်ထဲမှာတော့အသိပညာပေါ်ငတ်မှုတွေရှိနေသေးပါ။ဒါကြောင့်သူမရဲ့ပထမဆုံးဆန္ဒဖြစ်အဆုံးမဲ့အသိပညာဗဟုသုတတွေကိုတောင်းဆိုလိုက်ပါတယ်။ဂျင်းနီကချက်ချင်းပဲဖတ်မကုန်နိုင်တဲ့စာအုပ်တွေကိုဖန်တီးပေးလိုက်ပါတယ်။မိန်းကလေးဟာအသိပညာငတ်မှုနေတဲ့ကလေးတစ်ယောက်လိုနေရောညပါစာဖတ်ခြင်းထဲမှာနှိမ့်မွန်းနေခဲ့ပါတယ်။တထေးတိမသွားအောင်ဂျင်းနီကနီလန်တစ်ခုသင်ပေးပါတယ်။အဲ့ဒါကတော့စာအုပ်အားလုံးကိုအယောင်သွေးစုံတဲ့ပလင်းလေးတွေထဲမှာတင်စီထားဖို့ဖြစ်ပါတယ်။ဒါဆိုရင်တထေးကအခန်းထဲမှာထူးဆန်းတာဘာမှသတိထားမိမှာမဟုတ်တော့ပါဘူး။မကြခင်မှာပဲအခန်းထဲကပလင်းကြီးအသေးအားလုံးဟာမိန်းကလေးရဲ့နားမလည်မှုတွေကိုဖြည့်ဆည်းပေးမဲ့စာအုပ်တွေနဲ့ပြည့်သွားပါတယ်။ဒါပေမဲ့တင်ယူလေးလေးသိချင်တာတွေပုံများလာလေးလေးဖြစ်လာပြီးသူမရဲ့အုံနောက်ကပဟေးလေးတွေကိုမခံနိုင်တော့တဲ့အဆုံးမှာမိန်းကလေးကဒုတိယဆန္ဒဖြစ်အခုထက်ပုံမထက်မြက်လာဖို့တောင်းဆိုလိုက်ပါတယ်။ဂျင်းနီကသူမကိုအိမ်မက်ထဲမှာတောင်တင်ယူနိုင်တဲ့နီလန်ကိုတင်ပေးခဲ့ပါတယ်။သူမရဲ့စိတ်အာရုံတွေဟာထူးထူးခြားခြားတက်ကြွလာပြီးခက်ခဲတဲ့ပုံစံတွေဟာလည်းအလိုလိုပြေလည်သွားပါတယ်။အတွေ့အကြုံတွေဟာစမ်းရည်တွင်းလိုပဲတွင်တွင်စီးထွက်လာပြီးမကြခင်မှာပဲသူမရှာနေတဲ့အဖြစ်တွေကိုတွေ့ရှိသွားခဲ့ပါတယ်။အတူတူအချိန်ဖြုံးရင်းနဲ့မိန်းကလေးဟာဂျင်းနီပေါ်တန်ရောစင်တွေ့မိလာပါတယ်။ဒါပေမဲ့သူမကတတိယမြောက်ဆန္ဒကိုတောင်းတော့မဲ့အချိန်မှာဂျင်းနီကတားဆီးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဂျင်းနီကလည်းသူမကိုအလွန်ချစ်မိသွားပြီးတတိယဆန္ဒပြည့်ပြီးသွားရင်သူတို့နှစ်ယောက်နောက်ထပ်ဆုံတွေ့ခွင့်မရတော့မှာကိုကြောက်နေလို့ပါ။ဒါပေမဲ့အချစ်ဆိုတဲ့ခေါင်းစဉ်အောက်ကဒီလိုချုပ်ချယ်မှုဟာမိန်းကလေးအတွက်တော့နောက်ထပ်လောင်ရင်အတစ်တစ်ခုလိုဖြစ်လာပါတယ်။စိတ်ဆိုးမှန်ဆိုတဲ့မိန်းကလေးဟာတတိယဆန္ဒကိုမတော်တဆနှုတ်ကနေထွက်သွားခဲ့ပါတယ်။ထိုခဏမှာပဲမိန်းကလေးရဲ့စိတ်ထဲကဂျင်းနီနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေအားလုံးဟာလုံးဝပျောက်ကွယ်သွားပါတယ်။လွတ်လပ်ခွင့်ရတော့မလို့ဖြစ်ခဲ့တဲ့ဂျင်းနီဟာလည်းမိန်းကလေးရဲ့တတိယမြောက်ဆန္ဒကြောင့်ပလင်းထဲကိုပြန်လည်ပိတ်လောင်ခံလိုက်ရပါတော့တယ်